အလူငွေတွေကိုတပြားမကြံတုံးလိုက်ပြီးလို့ပြောလာတဲ့တူတာစုံလင်ဆုရှင်မတ်အိမ်ချစ်သူတူတာစုံလင်ပုရိရင်ပြိုင်ပွဲကြီးမှာပထမဆုရပြီးတော့တနိုင်ငံလုံးရဲ့အချစ်တော်ဖြစ်နေတဲ့သမီးငယ်လေးမတ်အိမ်ချစ်သူကတော့သူမရရှိထားတဲ့စုကြည်ငွေတွေကိုဘလို့တုံးလိုက်ပြီးလဲဆိုတာကိုပြည်သက်တွေကိုပြောပြလာခဲ့ပါတယ်။ပြိုင်ပွဲကနေတရားဝင်ရရှိထားတဲ့စုကြည်ငွေတက်သိန်းပေါင်း2400အပြင်လုပ်ငန်းရှင်တထေးကြီးဖြစ်တဲ့ကိုလိုင်နီတို့လိုပုဂ္ဂိုလ်တွေကပါရွှေစိမ်းလက်စွပ်တွေနဲ့ငွေသားတွေထက်ဆောင်ချီးမြှင့်ခဲ့တာကြောင့်သမီးလေးရရှိတဲ့စုစုပေါင်းစုကြည်က3000နီးပါးလောက်ထိစံချိန်တင်ရရှိခဲ့ပါတယ်။ဒီလောက်များပြားတဲ့ငွေကြေးတွေကိုတာမန်လူတွေဆိုရင်ကိုကျိုးအတွက်စိတ်ခံသုံးဆွဲကြမှာပါ။ဒါပေမဲ့သမီးလေးရဲ့ဆုံးဖြတ်ချက်ကတော့တကယ်ကိုလေးစားစရာပါ။သူမကဒီငွေတွေကိုပြ60ဖို့လောက်တောင်ကိုကျိုးအတွက်မသုံးပဲနှစ်ပိုင်းတိခွဲပြီးတော့လူဒန်းပေးဆက်လိုက်တာပါပထမတစ်ပိုင်းကိုတော့တသနာတော်ကရတဲ့ငွေကိုတသနာတော်အတွက်ပဲပြန်သုံးမဲ့ဆိုတဲ့မွန်မြတ်တဲ့စိတ်ထားနဲ့ဖျားတီကြောင်းဆောက်လုပ်တဲ့နေရာမှာလူဒန်းသွားမှာပါဒုတိယတစ်ပိုင်းကိုတော့သူမကိုအခုလိုမြေတော်မြောက်ပေးခဲ့တဲ့ကျေးဇူးရှင်မိဘနှစ်ပါးနဲ့ကိုကြီးတို့အတွက်ကျေးဇူးစတဲ့အနေနဲ့အကုန်ပုံအောပြီးတော့ပေးရသွားမယ်လို့ဆိုပါတယ်ရုပ်ဝတ္ထုပစ္စည်းတွေအရန်မမောကြကောင်းတဲ့ခေတ်ကြီးမှာကိုယ့်အတွက်တပြားမချမ်းပဲအားလုံးကိုစွန့်လွတ်လူတန်းလိုက်တဲ့သမီးလေးအင်ချစ်သူရဲ့ဖြူစင်မြင့်မြတ်တဲ့စိတ်ချလေးကတော့တကယ်ကိုမှရှာပါကဲဗီဒီယိုကိုကြည့်နေကြတဲ့ပရိသတ်ကြီးကရောငယ်ငယ်ရွယ်နဲ့စိတ်ချမြင့်မြတ်လုံးတဲ့သမီးလေးရဲ့လူရက်ပေါ်ဘလို့ပီတိဖြစ်ရလဲဆိုတာကောမန့်မှာကွန်မြူစကာလေးတွေဝင်ရောက်ရေးသားခဲ့ပါအောင်ရှင်ထက်သစ္စာမင်းသားပိုင်အုပ်ဆိုးအောင်နဲ့အပေါင်းဖာများမှာမဲမဲစရိုက်ဆန်းစွာလူငယ်တယောက်အားကိုထီလက်ရောက်ဝိုင်းဝန်းကျူးလွန်မှုဖြစ်ပွားဖြစ်စဉ်မှာရန်ကုန်မြို့လေကောင်မှာနာမည်ကြီးလူငယ်တွေကြားအထင်ကြီးနေရဖြစ်တဲ့ The Actress မှာဖြစ်ပွားခဲ့တာဖြစ်ပြီးမင်းသားပိုင်အုပ်ဆိုးအောင်နဲ့ DJ အဝါအပါဝင် DJ ဝေယံကိုဝေယံဖြိုးအုပ်စုလို့သိရပါတယ်။ထို့ပြမကပဲနစ်နာခံရသူလူငယ်အားဖန်ပလင်းခွဲဖြင့်မျက်နှာကိုစိုးဝါးစွာတိုက်ခိုက်စေခဲ့ပါတယ်။တသက်ခိုင်လုံးဖြင့်နစ်နာသူဘက်မှတရားဥပဒေအရလာရောက်ရှင်းလင်းရန်အတွက်စင့်ခေါ်ထားတော့လဲလာရောက်ဖြည့်ရှင်းခြင်းမရှိဘဲထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်တယ်လို့သတင်းများရရှိပါတယ်။နောက်ထပ်တစ်ခုအနေနဲ့ထိုင်းနိုင်ငံချွန်ပူရီခရိုင်ဗန်ပင်မြို့ရှိရုံမှာအလုသမားလုပ်ကိုင်နေတဲ့မြန်မာလူငယ်ရွှေပြောင်းလူသမားတအူဖော့ကျိတ်ဆက်ယုံတဲ့မတော်တဆပါသွားခဲ့ပြီးတေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။နိုဝင်ဘာလ19ရက်နေ့ည10:00နာရီဝန်းကျင်ခန့်ကမြန်မာရွှေပြောင်းလူသမားကိုသက်စောအသက်24နှစ်ဟာဖော့ရီကျင့်ရင်မတော်တဆလူတစ်ကိုယ်လုံးပါသွားခဲ့ကခန္ဓာကိုယ်တစားစီဖြစ်ပြီးပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်။တေဆုံးသွားသောကိုသက်ဦးစောဟာပန်းရောက်ကကိုင်ဆိုင်ထောင်းသူဖြစ်ပြီးအခုဆက်ယုံမှာလည်းအလုံးလုံးတာ9လခန့်သာရှိသေးတယ်လို့သိရကတေဆုံးသူမှာလူတကိုယ်လုံးဖော့ကျိတ်ဆက်တဲ့ကိုပါသွားတာကြောင့်ခန္ဓာကိုယ်အစိတ်ပိုင်းတချို့ဖော့ရီနဲ့အတူပြန်ထွက်လာတယ်လို့သိရပါတယ်။အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်းမှာဆက်ယုံ